Hello happy stars ဒီဘက်မှာတော့ဒီ come up with ဆိုတဲ့ phrasal verb လေးကိုချင်းနဲ့တူတူလေ့လာကြည့်ရအောင်ဒီ come up with ဆိုတဲ့ phrasal verb လေးမှာအဓိပ္ပာယ်နှစ်မျိုးရှိရပေါ့နော်ဒီမှာတစ်မျိုးကကြတော့စိတ်ကူးအကြံဉာဏ်အဖြစ်စတာတွေကိုရှာဖွေတွေးရှိသည်ဖန်တီးနိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီပြဿနာတစ်ခုခုမေးခွန်းတစ်ခုခုအတွက်စိတ်ကူးအသစ်တွေအစီအစဉ်အသစ်တွေဖြည့်ရှင်းမှုအသစ်တွေဒါမှမဟုတ်ရင်အဖြေတွေကိုရုတ်တရက်စဉ်းစားတွေးရှိတာမျိုးရှာဖွေနိုင်တဲ့အခါမျိုးတွေမှာကျွန်တော်သုံးနေပေါ့နော်ကျွန်တော်နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့ငွေအရင်းမြစ်စရာတွေကိုရရှိအောင်လုပ်သည်စုဆောင်းနိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီချေတို့ဒီကိစ္စတစ်ခုခုအတွက်လိုအပ်တဲ့ငွေအရင်းမြစ်စရာတွေကိုရှာဖွေစုဆောင်းပြီးတော့ရရှိအောင်လုပ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာသုံးနေပေါ့နော်example sentences လေးတွေကိုဒီချိန်နဲ့အတူတူကြည့်ကြည့်ရအောင်အဲ့တော့ present tense အနေနဲ့ရေးရမယ်ဆိုရင် we need to come up with a plan before the meeting ဒီအစည်းအဝေးပွဲမစခင်မှာဒီအစီအစဉ်တစ်ခုကိုတွေးထုတ်ဖို့လိုလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်နောက်ထပ် example တစ်ခုကို past tense လေးနဲ့ရေးကြည့်ရမယ်ဆိုရင် they came up with the money for the down payment just in time သူတို့ကဒီအချိန်မီပဲဒီငွေကြိုတင်ချေဖို့အတွက်လိုအပ်တဲ့ငွေပမာဏကိုရရှိအောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ် example တစ်ခုကို future tense လေးနဲ့ရေးရမယ်ဆိုရင် I'm sure the engineers will come up with a solution အဲ့ဒီ engineer တွေကအဖြေတစ်ခုကိုတခြားပေါက်ရှာဖွေတွေ့ရှိလိမ့်မယ်ဆိုတာကိုသူကယုံနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒီ come up with ဆိုတဲ့ phrasal verb လေးရဲ့အဓိပ္ပာယ်ကို example sentences လေးတွေကိုနားလည်မယ်လို့ထင်ပါတယ်အင်စာအနေနဲ့ဒီချက်ကို comments box ထဲမှာ sentence တစ်ကြောင်းလောက်ရေးခဲ့ပေးပါအောင်နော် Thanks for watching see you in the next video bye bye Hello happy stars ဒီအပတ်ကတော့ဒီ carry on ဆိုတဲ့ phrasal verb လေးကိုချင်းနဲ့တူတူလေ့လာကြည့်ရအောင်ဒီ carry on ဆိုတဲ့ phrasal verb လေးမှာအဓိပ္ပာယ်နှစ်မျိုးရှိရပေါ့နော်ပထမတစ်မျိုးကကျတော့ဆက်လက်လှုပ်ဆောင်သည်မရက်မနာသွားသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီလှုပ်ဆောင်နေတဲ့အလုပ်ခရီးစဉ်စကားပြောဆိုမှုစတာတွေကိုမရက်ဖန်နဲ့ဆက်လက်လှုပ်ဆောင်တဲ့အခါမျိုးမှာသုံးနေပေါ့နော်ကျွန်တော်ဒါလေးကို example sentence လေးနဲ့ကြည့်ရမယ်ဆိုရင်ဒီ present tense လေးနဲ့ရေးပြမယ်ဆိုရင် please carry on with your work I don't want to disturb you ဒါပါပြောရလဲဆိုရင်မင်းအလုပ်ကိုမင်းဆက်လုပ်ပါငါကြောင့်လည်းမင်းကိုအနှောက်အယှက်မဖြစ်စေချင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်နောက်ထပ်အဓိပ္ပာယ်တစ်ခုကကြတော့အပြုအမူဆိုဖြစ်ဆက်လက်နေထိုင်သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကကြတော့ဒီစိတ်ဆိုးဒေါသထွက်ပြီးတော့ကလေးဆန်တဲ့အပြုအမူမျိုးတွေစိတ်မရှိတဲ့အပြုအမူမျိုးတွေကိုဆက်လက်လှုပ်ဆောင်တဲ့အခါမျိုးမှာသုံးနေပေါ့နော်ကျွန်တော်ဒါလေးရဲ့ example sentence လေးကိုလည်းကျွန်တော် past tense အနေနဲ့ရေးရမယ်ဆိုရင် The children carried on until their mother finally got angry ဒါလေးရဲ့အဓိပ္ပာယ်ကကျတော့သူတို့ရဲ့အမေဒေါသထွက်တဲ့အထိကလေးတွေကဒီလိုဆက်ပြီးတော့စိုးနေကြရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်Okay so ကျွန်တော်ဒီအပတ်ဒီ carry on ဆိုတဲ့ phrasal verb လေးရဲ့အဓိပ္ပာယ်ကို example sentences လေးတွေကိုနားလည်မယ်လို့ထင်ပါတယ်။ example လေးတွေကို comments box ထဲမှာစာတစ်ကြောင်းရေးခဲ့ပေးပါအောင်နော်။ Thanks for watching. See you in the next video. Bye bye. Hello happy stars. ကျွန်တော်ဒီအပတ်မှာဒီ come across ဆိုတဲ့ phrasal verb လေးကို channel တူတူလေ့လာကြည့်ရအောင်။ကျွန်တော်ဒီ come across ဆိုတဲ့ phrasal verb လေးမှာအဓိပ္ပာယ်နှစ်မျိုးရှိရပေါ့နော်။ပထမတစ်မျိုးကကြတော့မမျှော်လင့်ပဲတွေ့ဆုံသည်ကြုံတွေ့သည်ဆိုတဲ့အဓိပ္ပာယ်ရရပေါ့နော်။သူကကြတော့ဒီစီစဉ်ထားခြင်းမရှိပဲမျှော်လင့်ထားခြင်းမရှိဘဲနဲ့တစုံတစ်ခုတော့အရာဝတ္ထုဒါမှမဟုတ်ရင်လူတဦးတစ်ယောက်နဲ့ရုတ်တရက်ဆုံတွေ့ရတဲ့အခါမျိုးမှာသုံးနေပေါ့နော်ကျွန်တော်နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့ပေါ်လင်သည်တိတထင်ရှားသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကကြတော့ charity စိတ်ခံစားချက်တွေစိတ်ကူးတွေဒီတိုင်းကျွန်တော်ပင်ကိုယ်စရိုက်တွေကိုမရည်ရွယ်ပန်းနဲ့ကျွန်တော်ပြောလိုက်တဲ့စကားတွေအပြုအမူတွေကနေတဆင့်ဘယ်လိုရှင်းလင်းစွာထင်ရပေါ်လင်သွားတဲ့အခါမျိုးမှာသုံးနေပေါ့နော်အဲ့တော့ example sentences လေးရှင်းနေတူတူလေ့လာကြည့်အောင်အဲ့တော့ပထမဆုံး present tense အနေနဲ့ရေးရမယ်ဆိုရင်တော့ You often come across interesting people when you travel alone ဒါပါပြောရလဲဆိုရင်ကျွန်တော်တယောက်တည်းခရီးထွက်တဲ့အခါမှာမမျှော်လင့်ပန်းနဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့လူတွေနဲ့တွေ့ကြုံရတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်နောက်ထပ် example တစ်ခုကိုပြမယ်ဆိုရင်His passion for music came across very strongly in his speech. ဒါပါပြောရလဲဆိုရင်သူကဒီသူပြောတဲ့ဟောပြောချက်ထဲမှာသူ့ရဲ့ဂီတပေါ်ထားရှိတဲ့စိတ်အားထက်သန်မှုကပို့ပြီးတော့ပေါ်လွင်သွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျွန်တော်နောက်ထပ် future tense အလေးနဲ့ရေးပြမယ်ဆိုရင်တော့ If you search online you will come across many articles about it ဒါကြတော့ဒီ internet မှာကျွန်တော်အဲ့အကြောင်းကိုရှာကြည့်လိုက်မယ်ဆိုရင်သူနဲ့ပတ်သက်တဲ့စောင်းပါးတွေကိုကျွန်တော်အများကြီးကြားလာလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများကြီးတွေ့ရလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Okay so ကျွန်တော်ဒီ come across your phrasal verb လေးရဲ့အဓိပ္ပာယ်ကိုရော example sentences လေးတွေကိုရောနားလည်မယ်လို့ထင်ပါတယ် example နဲ့ချက်ကို comments box ထဲမှာ sentence တစ်ကြောင်းလောက်ရေးခဲ့ပေးပါအောင်နော်
Thanks for watching. See you in the next video. Bye bye.